ဒီနေ့မှာတော့လူသားတွေကိုစာအုပ်တွေလိုမျိုးငှားဖက်နိုင်တဲ့စာကြီးတိုက်ရဲ့အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်။စာကြီးတိုက်ရဲ့နာမည်ကတော့ The Human Library လို့ခေါ်ပါတယ်။မြန်မာလိုဆိုရင်တော့လူသားစာကြီးတိုက်ပဲဖြစ်ပါတယ်။လူသားတွေကိုစာအုပ်တွေလိုမျိုးငှားဖက်နိုင်ပါတယ်။ငှားဖက်စေခြင်းနဲ့ရည်ရွယ်ချက်ကလည်းရိုးရှင်းပါတယ်။2000ခုနှစ်ကာလတုန်းကအမေရိကန်နိုင်ငံမှာ Stop the Violence လို့ခေါ်တဲ့အကြမ်းဖက်မှုရပ်တည်လှုပ်ရှားမှုတွေကအားကောက်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုတွေကြောင့် NGO အဖွဲ့အစည်းတစ်ခုမှအလုပ်အတူတူလုပ်နေတဲ့ဒိမတ်နိုင်ငံသားလူငယ်3ဦးအကြံတစ်ခုရလာခဲ့ပါတယ်။လူတွေကသူတို့ရဲ့မကျေနပ်ချက်တွေကိုစာအုပ်ငှားဖက်တယ်လို့လူသားတွေကိုပြောခွင့်ရမယ်ဆိုလို့ရှိရင်ဒီထဲမှာပေါ်ပါလာမှာဖြစ်ပါတယ်။ပေါ်ပါလာတဲ့အမျှလည်းအကြမ်းဖက်မှုတွေရောကျလာမယ်ဆိုပြီးတော့လည်းယူဆခဲ့ကြပါတယ်။ဒီအကြံအတိုင်းပဲလူသားစာကြီးတိုက်ကိုပွဲတော်အနေနဲ့ကျင်းပခဲ့ကြပါတယ်။ပွဲတော်ကိုလေးတတိုင်းကျင်းပခဲ့ပြီးတော့လူတစ်ထောင်ကျော်လာရောက်ဆင်နွှဲအတွက်ကြောင့်မို့လို့လည်းကြိုးချီလောက်သက်သေပြနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့လူသားစာကြီးတိုက်ကိုဖွင့်ဖို့အတွက်စတင်ကြိုးပမ်းခဲ့ကြပါတယ်။2006ခုနှစ်ရောက်ချိန်မှာတော့ဩစတြေးလျနိုင်ငံလက်စမိုမြို့မှာကမ္ဘာပထမဆုံးလူသားစာကြီးကိုဖွင့်လှစ်နိုင်ခဲ့ဖြစ်ပါတယ်။နိုင်ငံပေါင်း80ကျော်အထိကိုလည်းပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒီဘက်ကမှာတော့လူသားစာကြီးတိုက်ရွေးချက်မျိုးစုံအတွက်ဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့လည်းနိုင်ငံအများစုမှာတော့လူသားစာကြီးတိုက်ကိုပွဲတော်အနေနဲ့ကျင်းပကြတာမို့လို့အတီးတကြတော့မရှိသေးပါဘူး။ဒါပေမဲ့လည်းဒိန်းမန်၊ဩစတြေးလျနဲ့နော်ဝေးတို့လိုတိုးတက်တဲ့နိုင်ငံတွေမှာတော့အတီးတကြရှိရလို့လည်းသိရပါတယ်။